ပေမြဲရင်များကယိုစိမ့်ထွက်တယ်မင်းသားရဲ့ဟောဒီမျိုးလေးတဲ့မင်းမရှိတော့ဆောင်းတွေကိုအေးတယ်တွေရပေမမင်းရဲ့လက်စုပ်ရောက်ပေသွားခြင်းကိုချေကျမ်းမာရေးယူတော့ဆိုင်กว่าခြေပြလက်ပြတွေအေးမင်းပြောဖို့ဝေးကြရလို့ကောင်းတော့ဝေးခြင်းလို့တွေ့မင်းတော့ထားခဲ့တာကြည်စင်ပါရဲ့ချမ်းခိုက်တုံနဲ့စောင်းရတည်တယ်ဖူးသားလွေရဲ့အကြောင်းရမြည်ရဲ့စကလုံးများနဲ့ပြောင်းလာတည်မင်းဆက်ရှောင်းမိတ်ချင်းကိုတင်မှာပြောပါသေးကမသက်ဆိုင်သူရဲ့ဖက်တွေ့ထားလေသူမှမချစ်တာထွက်သွားတာတော့မတတ်နိုင်ဘူးလေငါပါတဲ့ရုံးဒေတာမှာမင်းတက်ရောက်ရအစီပြေပါမလားမင်းကိုလွမ်းလာပရာရီမင်းငါမဖြစ်တဲ့ဖူးစင်ကြီးများစွာတွေးလိုက်တိုင်းမှာရှင်နေအားနာဟိုချိန်ကမှတ်တရများစွာလေမင်းမရှိလို့မဖြစ်ဘူးတောင်းမှပြုံထောက်ထားပဲဖြတ်ချသွားတာတင်မျိုးကိုအုပ်ဆိုင်သေးပါလွန်ရသည်ခုံမင်းမျိုးလေးတဲ့နေမျိုးသေးတဲ့ချိန်တိုင်းမှာနန်းပေးဘူးတော့တင်ကိုကြွေးရဲ့ငါကြတဲ့မျက်ရည်စများနဲ့မင်းကတော့ချေလို့သေးတယ်မင်းကြိုက်တယ်လို့လုံးနိုင်ပါတယ်အရွှေထီကိုလိုနေလို့ပေးမယ်လေလာတဲ့ဧည့်တွေကိုမှရှင်နေကိုဖမ်းကဆွဲချဲမင်းဘက်ကချစ်ခဲ့တဲ့ဆိုတာဆိုဘာကြောင့်မလွမ်းလာလဲတဲ့ချူတယောက်လိုတန်းတာသေးပဲမင်းမရှိရဲ့ချိန်များမှာသုံးလာတွေ့သူ့လက်ကိုဆွဲမင်းလာခမ်းပါတဲ့ချိန်များတာမင်းသားရဲ့ဟိုဒီမျိုးလေးတဲ့မင်းမရှိတော့ဆောင်းတွေကို